ရရှိသွားတယ်လို့ပါပဲဘာဖြစ်လို့လဲဆိုတော့ immigration ရမ်းရတာကိုအောင်မြင်မြင်နဲ့ထွက်လာနိုင်လို့ပါခုနကစင်းလာချင်းကမသိတာဘူးနော်ဟုတ်တယ်မသိတာပဲနဲ့ခုနကဟိုနောက်ရွာရိုင်းနေချက်ချင်း have ဆိုပြီးလုံးဝမရ ဟိုပါလေ Hello ခန်းလုံးကတော့ရှုပ်ပွားနေပါရှင်ဗီဒီယိုအခုပေါ့နော်ခရီးတစ်ခုသွားမယ်အဲ့ဒီအတွက်ကြိုပြီးတော့ပြင်ဆင်နေပါတယ်အဲ့ဒီအတွက်အဝေးစားရေဝစ်ကြည့်ရဲဟိုမထည့်ရသေးဘူးเนาะမထည့်ရသေးဘူးဆိုတော့ရှုပ်ပွားနေပါတယ်ရှင် baby fashion ကိုကြည့်ရင်ဘယ်ဟိုသွားမယ်လို့ထင်လဲbaby နဲ့တူတူခီးလေးကိုလိုက်ခဲ့ပါအောင် baby တို့ခီးသွားမယ်ဆိုရင်ဟိုကြိုပြီးတော့ပေါ့နော်ဒီခီးနဲ့တက်ဆိုင်တဲ့အဝတ်စားတွေရွေးချယ်ရတယ်ပြီးရင်ကိုယ့်အတွက်ပေါ်ပါမယ်တက်တာရှိမဲ့ဟာမျိုးလေးဖက်နက်လေးရွေးချယ်ရတယ်ပေါ့နော်ပြီးရင်ဓာတ်ပုံတွေကလည်းအတဝါကြီးရိုက်မှာဆိုတော့ fashion ကလည်းလှနေဖို့လည်းလိုတယ်ပေါ့နော်အဲ့ဒီအတွက်ပြီးဒီအင်ကြီးလေးတွေဝတ်ကြည့်နေပါတယ်ဟိုကြရင်လှလေးပုံလှလေးထွက်အောင်ပေါ့နော်ဘီနဲ့တူလိုက်ခဲ့ပါအောင်ရှင်ဘီကဒီခရီးမှာပေါ့နော်ဒီလိုမျိုးအင်ကြီးလေးကနည်းနည်းကြီးကြီးတွေဖြစ်တဲ့အတွက်ဒါတစုံစာပေါ့တနေ့ဝတ်မဲ့တစုံစာကိုဒီလိုမျိုးအိတ်ကလေးနဲ့ထည့်လိုက်ပါတယ်ဒီလိုလေးဘီကပိတ်လိုက်တယ်ပေါ့နော်ဖိလိုက်ပြီးရင်လေးစုပ်ပါမယ်ပြီးရင်တော့မြင်လေးပိတ်လိုက်ပါမယ်ဒါဆိုရင်တော့နှာထက်ဆိုင်တော့နည်းနည်းလေးပြသွားပြီပေါ့နော်အဲ့လိုမျိုးလေးတွေအထည်တိုင်းကိုထည့်ပြီးတော့ပြင်ဆင်နေပါတယ်ရှင်ဘယ်လောက်ဖြစ်ပါလဲ7.3 ဆိုတော့ short ရပါဦးမယ်အခုပေါ့နော်ပြီးတော့ပုံမှန်ဆိုရင်ခရီးသွားရင်ဟိုတခါတည်းအိတ်အကြီးတဲ့ကိုပဲတခါထည့်ရပါတော့ hand carry ပါတုံတည်ခဲ့တယ်မတည်ဘူးပေါ့နော်အခုကျတော့ကီလိုကလည်းဟိုဘက်အဆင့်လေးပြောင်းတဲ့အချိန်မှာဟိုဘက်မှာလည်းကီလို20ပဲရတယ်ဆိုတော့ပြီးတော့ hand carry ကထည့်မှရတော့မှာပေါ့နော်အဲ့တော့ hand carry ထုတ်တွေပါထည့်ရတယ်ပေါ့နော်ပြီးတော့ဒါတနည်းဝင့်မဲ့အထုပ်တွေကိုဒီလိုမျိုးလေးတွေတည်တက်လေးထုတ်ထားရပါတော့ဟိုအကုန်လုံးစီစဉ်ထားရပေါ့ဝင့်မဲ့ဟာကိုတစ်ခါလေးဆွဲထုတ်လိုက်အောင်ပဲပေါ့နော် morning ဘီအိမ်မပြောလို့ပေါ့နော်တညာလုံးအိမ်ရသေးပါဘူးကိုကတော့2နာရီထားတယ်ပေါ့နော်မနက်2နာရီထားပြီးသူလှုပ်ရှားရှိရလှုပ်တယ်ပေါ့နော်ဘုရားကညာရှိခိုးပြီးတော့ဘီကတော့အမှကြောဖို့အိတ်ကိုမျိုးစုံပြောင်းနေရပေါ့နော်ဘာလို့ဆိုတော့ baby အိတ်လေးကတေးနေတော့ဒီအိတ်နဲ့မှအဆင်ပြေမယ်ပေါ့နော်ဘာလဲဆိုတော့ baby ဖုန်းကောဒီကင်မရာကောအဲ့ကင်မရာထောင်းမဲ့ stand တွေကို baby ကတည်ရတာဖြစ်တဲ့အတွက်ပြီး main clip တူလီမုတ်စတည်ရမှာအဲ့နဲ့ဟိုအိတ်เนี่ยကွက်တိဖြစ်နေတော့ကြတော့ထပ်ထည့်လို့မရတော့မှာဆိုလို့ခါကြရင်တနေ့အင်ကြီးနှစ်စုံလဲခြင်းတဲ့အခါမျိုးကြအင်ကြီးထပ်ထည့်ထားလို့မရတော့မှာဆိုလို့ပြီးအခုတော့နောက်ဆုံးတော့အိတ်အကြီးနဲ့လဲလိုက်ပါပြီအခုချိန်ကတော့မနက်3နာရီရှိပါပြီရှင်ပြီးတော့ let's go လေးသေးစင်ပါတော့မယ်ဗီဒီယိုလေးစိတ်ကြောက်ပြီပေါ့နော် immigration လည်းဖြတ်ပြီးပြီဆိုတော့ AC ဒါလေးထွက်မဲ့ချိန်ကိုစောင့်လိုက်ပါအောင်မယ်လိုက်ခဲ့ပါဗီဒီယိုလေးစိတ်မှာမနက်စာစားနေရပါဟုတ်လားမညီမနဲ့ဒီမှာတကာပြပါမယ်တကာကတော့ဒါကြွညာပေးပါမယ်မိတို့ရဲ့ဦးလေးဦးရန်ဖြစ်ပါတယ်လူပြိုကြီးဖြစ်ပါတယ်ရမ်းချစ်တတ်ပါတယ်ဒါဦးရန်ရဲ့ဝယ်ကျွေးတဲ့နတ်စာဖြစ်ပါတယ်ဒါဦးရန်ကလုံးပါဦးရန်ကလုံးဘယ်လိုလင်းချင်ရ9နာရီခွဲမှဆိုတော့အခု7နာရီတောင်လို့ဒီစောင့်နေပါတယ်မယုံစီလို့ပါညမအေးရတော့အရင်အိတ်ချင်နေပါပြီစာကြည့်စီလို့ယောက်ျားမပါလို့ဘူးနေတဲ့တယောက်တော့သူပါတကားဆရာတော်မှာဖုန်းကြောင်းမှာယောက်ျားကိုတတိယဆိုညအိတ်တောင်းပြောဟုတ်ပါကိုဖွေးမပါစိတ်မကောင်းတူဆော့ကြမယ်ဆိုပြီးတော့ Hello အိန္ဒိယရောက်ပါပြီရှင်ဒီစိတ်ကဒီမှာတရားစံတော်ချိန်ဆိုရင်9နာရီ58ပေါ့နော်မြန်မာစံတော်ချိန်ဆိုမှဆိုတော့17နာရီကျော်နေပါပြီအခုတော့အိန္ဒိယလေးစိတ်ကိုရောက်ပါပြီရှင်အခုဗီဒီယိုအိတ်သွားထုတ်ပါအောင်မယ်ဒါတော့ပပရဲ့တကယ်ကြီးအဆုပ်လို့ဖြစ်ပါတယ်ငါလာတွေ့တာဒီနေ့နောက်ထပ်ပြည်ရင်းလေးကြောင်လိုက်နဲ့ထပ်စီရအောင်မဆိုတော့ဘိုက်ကလည်းမစားသေးတော့ထမင်းဘူးတွေရှူလာတယ်နေ့လေတော့ဒါနဲ့
စားပါမယ် budget 6ဖြစ်အောင်လို့ပါတတိမကြီးတွေကတော့နေဒီမှာစားပြီးတော့စိုက်မဝယ်စားကြမှာပါဟုတ်တယ်မလားအားဟုတ်ပါတယ်ဟုတ်တယ်လားယောက်ျားကိုအဲ့လိုနော်ယောက်ျားအဲ့လိုမျိုးဒါပဲစားရမယ်စံပုံခံတဲ့ကိုထမင်းဘူးကိုတဲ့ immigration ဖြတ်ပြီးတော့အခုဒီ domestic line ဘက်ကိုကူးဖို့ပေါ့နော် immigration အရန်ရစ်ပါတယ်အရန်ရစ်ပါတယ်ကျမတယောက်တည်းရစ်တာပါအရန်လာလို့ရစ်ခံရတာပါမရစ်ခံရတဲ့သူတွေပါမလို့တဲ့ဖောင်တွေလည်းထပ်ဖြည့်ခိုင်းပါတယ်မိမမော်တယ်လို့မရဘူးမန်ကိုကပါမိမပြောလိုက်တာကွာပြောလိုက်တာအဲ့ဒါမိမဖုံးကိုပြားတဲ့မော်တယ်ကဟုတ်မဟုတ်တပုံသူဒီအရက်မော်တယ်ဆိုတော့အဲ့နဲ့မိမအပေါ်ကတာပါပုံပြလိုက်တယ်လေပြလိုက်တယ်ပြလိုက်ပြီးတော့ကာဘာပုံပြလိုက်အင်းနဲ့ဖွင့်ပြရတဲ့ဖုန်းအဲ့ဒါမဖွင့်ပြနိုင်ဘူးလို့ဒါငါ privacy လို့ပြောလိုက်ပြရေးချင်နေနောက်ဆုံးကြတော့ငါလည်းလိုက်လို့နည်းနည်းပဲတက်လာမပြောတတ်တော့ဘူးပြောလိုက်တော့မှပြန်လွတ်လိုက်တာမတော့တော့ဘယ်ကွန်ထင်ဒီโอเคဆူရရှိသွားတယ်လို့ပါပဲဘာဖြစ်လို့လဲဆိုတော့ immigration ရမ်းရတာကိုအောင်မြင်မြင်နဲ့ထွက်လာနိုင်လို့ပါ Hello India Namaste, India. Yeah. Okay. ရှိလေသားကြီးသားနေရပါတက်တော်လေးကတော့အဆင်ပြေပါတယ်စားရတယ်ဒါလေးကတော့စနစ်ပုတ်တော်နဲ့တူပဲဖြစ်တော့အဲ့ဒါဘာမဟုတ်တွေရွေးစားတယ်နော်ဒီတမီးအနံတမီးစိတ်ကြမှာဒီမဟုတ်စားဟုတ်ပြီလေကောင်းတယ်အင်းရောက်လာမယ်ဆိုရင်ရမ်းချောနေရုပ်လေးဖြတ်ပြီးမှလာပါတယ်ပြီးဆို immigration အရင်ညစ်ပါတယ်ဒီဖရားတရားမှတနေရတော့အဲ့ဒီလူဆိုတက်တက်မမရောက်သွားပါတယ်ကဲပတ်ပြီးရစ်တာတော့အာယူတင်နာအာယူဘလို့ပြောဆိုကိုယ့်လက်ကြာကြာဟာရစ်တယ်တာမှာဟုတ်တယ်ရစ်တော့တတ်မှတ်တော့ပါပါသူကတစ်စက္ကန့်လောက်လေးဖြစ်မှာသူတို့ရှေ့မှာနှစ်လလေးရက်နေတာကိုလည်းသူတို့ကသဘောကြီးကြားတယ်အဲ့မှာမျိုးစုံပြသမီးနောက်မှာတအုပ်ကြီးကဘူးမှမရှိတော့အားကြီးအဲ့ဒီဘက်ကအကြောင်းလို့လာရင်ရုပ်လေးနည်းနည်းဖြတ်လာကွာအရင်ချောနေသူကအဆင်မပြေသူကခေါ်ထားကြတယ်တကယ်နည်းနည်းလေးခဏလေးစကားလေးပြောရတော့သူတို့မှတကယ်မှာကျင်တဲ့ပီတီဖြစ်ပြီးတော့အခု domestic airline ဘက်ကိုကူးနေရပါတော့အဲဒီအခု New Delhi ကနေပြီးတော့ Sarinaga ကိုနေ့လေညနေ3 နာရီ flight နဲ့သွားပါမယ်။အဲ့ကိုကတော့သုတ်တွေတည်နေရပါလား။နားလည်းမရစ်တာကြာ။ရစ်တယ်တဲ့။ပြည်ရင်းလေချောင်းလိုက်မဟုတ်ဦးစီရောက်ပြီပေါ့နော်။ဒီခိမ်းမှာလည်းဒီကင်မရာရိုက်တယ်ဆိုရင်နည်းနည်းရစ်တယ်ဆိုလို့ကင်မရာကိုသိမ်းလိုက်ပါအောင်မယ်။မာဒီလိုမျိုးလေးထိုင်ပြီးတော့အားသွင်းလို့ရတယ်ပန်းဖြည့်လို့ရတယ်။ဒါကတော့စူပုတ်နေပြီ။နောက်ကလပ်ပြီးဘယ်တော့မှလာတော့ငါကူပြုံးတော်ပြီနောက်ဘယ်တော့မှမလာတော့ဘူးအဲ့တော့တော်ပြီဒါဒီတစ်ခေါက်တော့ဒါနောက်ဆုံးပဲတို့ဒီ Sarinaga ကိုသွားဖို့ဟိုဒီပြည်လေးလေကြောင်းလိုက်ဆိုပြီးတော့ရန်ကုန်မှာလို့ပဲဒါဘတ်ကားပေါ်ရောက်ပါပြီသွားပါမယ်ဒီနေ့ကတော့9 နာရီရောက်ပါမယ်ဒီအရန်ပင်မနေနော်အရန်ပင်မနေပါပြီဟိုတယ်ရရင်8ရုံပဲပေါ့နော်ဒါပေမဲ့ကာဒီSarinagaရောက်ရင်လည်းပြီးတော့ကားထက်စီရအောင်ပါဆိုတော့တော်တော်ပင်ပန်းမိုးချုံမရောက်တဲ့သဘောမှရှိပါတယ်လိုက်ခဲ့ပါအောင်အရန်ပင်မနေပြီဆိုတော့ဘေဘီလေးပေါ်မှာအိတ်လိုက်လာတာပါဒါပေမဲ့ရောက်ခံဒီမှာမြင်လိုက်ရတဲ့မြင်ကွင်းကတော့အရန်ကိုလှပါတယ်တိမ်တွေကြားထဲကနေပြီးတော့ရေခဲတွေဖုံးနေတဲ့တောင်တန်းရုံမြင်ရတဲ့မြင်ကွင်းကအရန်ကိုလှလုံးပါတယ်ဟယ်လိုဟာအရန်အေးနေပါပြီဘေးကလေရောက်ချင်းအရန်မအေးသေးဖြစ်ပြီးတော့
အနှွေးရပါပါလေးပဲအလွယ်ပေါ့နော်အနှွေးရပါပါလေးပဲအလွယ်လို့ထည့်ထားတာနှမ်းကဲ့ယူထဲမှာလေးတော်တော်အေးပါတယ်အခုဆာရီနာကလေစိတ်ကနေဆင်းလာပါပြီအဲ့ဒီမှာလည်းအရန်အေးနေပါပြီလေစိတ်ထဲမှာရိုက်လို့အဆင်မပြေလို့ပေါ့နော်ပြပါမယ်လေစိတ်အပြင်မှာနေရတော့ပွင့်နေသေးတယ်ဒါတော့ကျမကြီးအရင်အလိုစူးစမ်းတော့မျိုးသားလေးဖြစ်ပါတယ်ထုတ်တွေသေးရတာ Oh my god အေးလိုက်တာဆိုတာကိုပြမဝိုင်းဒီမှာအဖို့ဒီမှာလက်အိတ်ကားတဲ့ဟိုဟာရတယ်ဖုန်းရတယ်ဆိုတော့ကိုမရဘူးမရတယ်ဒီမှာလက်ထပ်ဘက်ကိုချုပ်ပြီးတော့ရိုက်နေရတယ်စိတ်လိုက်စားလိုက်မယ်လဲလို့မရလို့အဲ့လိုဖြစ်နေရတယ်ဟုတ်ဘီယန်တော့အိတ်ရတယ်ညဒါဗီရိုစီရမယ်ကားပါဆယ်ရီနာကရောက်တဲ့အချိန်မှာဘေဘီတို့9နာရီဝန်းကျင်လောက်ရှိပြီပေါ့နော်အခုဘက်ဟက်ကန်ကိုခီးဆက်ရပါမယ်ကားမောင်းချိန်ကတော့2နာရီခွဲကနေ3နာရီဝန်းကျင်ကြာမယ်ပေါ့နော်ဘေဘီကားပေါ်မှာအိတ်လိုက်တော့ပါအောင်မယ်ရှင်ဟုတ်လားဒီအညောတုံးတယ်ဝမ်းဟုတ်တယ်ဖုန်းอ่ะမလေးတုံးနေမင်းမရတုံးနေပြီမင်းရနိုင်လာတော့ငါတိုးတိုးနဲ့အိတ်တော့မှာမလုပ်ပါနဲ့တမီတော်ကိုတော်တုံနေတော့ခုချိန်လေးဖတ်စရာရုပ်ကြလည်းမပါဘူးအေးအဲ့လိုနဲ့ပါသူကိစ္စပြသူကိစ္စဘာမှအဲ့လောက်ကြီးမအေးသေးဘူးပေါ့ဆိုတော့တရားတပပလေးဒီလားမိတော့နေပပလေးခုနကစင်းလာချင်းကမသိတာဘူးနော်ဟုတ်တယ်မသိတာပဲနဲ့ခုနကရွာရိုင်းနေချက်ချင်း have ဆိုပြီးလုံးဝမရဘူးတော်ရပြောပါရှင်ဒီလေးSo go for dinner. Banyak. Cari nak pergi. Apa kita asal ni, Babi? Nak cuba no? Sorry. Chicken soup, tomato soup ရယ်။ဘာလဲ။ဘာပလား။ဒီနာကတော့ဘိုက်ဆာဆာနဲ့အဆင်ပြေမဲ့ဟာလေးတွေရွေးစားလိုက်ပါတယ်။ဘာတွေမှတော့မသိပါဘူး။တိတ်ပြီးတော့ကြိုက်ပါဘူး။ပြီးတော့ second floor မှာတက်ရမှာပဲ။သူ့မှာ lift တွေပါမရှိဘူး။ဒါပေမဲ့ကိုယ့်အထုပ်ကိုတည်ရတာတခုကန်ကောင်းသွားပါတယ်။ Okay. ကျွင်းကြီးတယ်။အိုးဒီလိုလေးပါ။ခန်းလေးကတော့မစိုးပါဘူးရှင်စိုးပါဘူးအော်ဒီဟီတာလေးပါဒါဟီတာလေးပါဒါလေးကတော့အလားပြင်မဲ့နေရာလေးဆိုမစိုးပါဘူးစိုးပါဘူးဟာပါတယ်ကိုဟီတာလေးရှိတော့သေးရနော်ဒီကိုဖြစ်ကြည့်ပါမယ်မောင်မဲနေပါမရပါဘူးဟာရှူကင်းမလာပါဘူးရှူကင်းမလာပါဘူးရှေ့ဘက်ချမ်းမဟုတ်ပါဘူးရှူကင်းမလာပါဘူးရှိပဲချမ်းဖို့တော့ရှူကင်းမလာပါဘူးပြလို့မရပါဘူး။ဘာချမ်းဆိုရင်လာပါမယ်။အိမ်နိုင်ရှူခတ်တော့ကြည့်ပါမယ်။သူတို့ပေါ်လာလေးလာကြည့်။ဟောလေကလောကအိမ်နာလို့မပြောကောအောင်ပေါ့ကွယ်။နော်လုံးလေးနဲ့တစ်မျိုးလေးပါပဲ။ပြီးတော့ဒီ blog လေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါမယ်ဒီနေ့ day 1 Kashmir ရဲ့ဒါဘလို့ခက်ခဲလာခဲ့ရလဲဘယ်လိုတွေရှစ်ခက်ခဲ့ရလဲပေါ့နော်ပြီးတော့ဘယ်လိုတွေပင်ပန်းလာရလဲပေါ့နော်ဒီ day 1 လေးမှာတွေ့ရပါမယ်day 2 တွေမှာတော့လှလှပပလေးအများကြီးတွေ့ရပါမယ်အခုတော့ရှမ်းချမ်းနေပါတယ်တတား